ကိုကြီးထုတ်ပြီးထုတ်လိုက်တော့ဟိုကသွားပြီဗျာ နေပါဦးရှင်ကျမတို့လေ ဒီကောင်ဘာကြောက်နေတာလဲမင်းတို့ကဘာထုတ်ပြနေပြီလဲဒီကိုထုတ်လိုက်တော့ဒါအဲ့ဒါကလေဒါဒီမှာခဏငါလည်းနေပါဦးဟဲ့ခဏနေပါအောင်ဆို ထုတ်လိုက်တော့ဟုတ် နေပါအောင်ရှင် ဟာသိစင်မရှိဘူးကွာဒီကောင်နင်တို့နှစ်ယောက်ထဲလား အခုကလေအရင်ကလေနှစ်ယောက်ကလေ အစိတ်မရှိဘူးကွာရမင်းလူကြည့်ထားတာဟုတ်နော်မထုတ်လိုက်တော့ထုတ် ဦးတို့ရဲ့ဦးထုံမပြလဲကျမတို့ကလေ တွေ့လားကိုကျွန်တော်ပြောပါတယ်သူကကြိုတိနေတာလို့အဓိကအစင်ပြေပြေဖြစ်သွားဖို့လို့ရမယ်ဟုတ်တယ်မကလေးလား ဟုတ်ကဲ့ရှင်ကျမတို့မူတော့တဲ့ဆိုင်အရင်သဘောကောင်းတာရှင်ဦးတို့မပြောလဲကျမတို့ကရိတ်မိနေပဲဘယ်လဲငါတို့လေအဲ့လိုမခေါ်နဲ့ဟာခိုင်နူးပဲခေါ်ငါနာမည်ရှိအောင်နိမလဲအရေးထဲမှာ ကဲရပြီအဲ့လိုဆိုတော့လေကွာ ရတယ်ဦးလေးထုတ်ပြဖို့မလိုပါဘူး ကဲရော ဟဲ့ညီဒီမိုက်လာဆောက်ပေးနေရလဲ